ကျွန်တော်ဒီ Minecraft ဆော့ပါမယ်နော်ဒီကျွန်းလေးပေါ်မှာနော်အသက်ရှင်မှာဖြစ်ပါတယ်ကြည့်လိုက်ကြကျွန်တော်ရန်ငန်းကောင်းနေပါဆိုတော့ခုမှအစဆိုတာအာရုံတွေတွေ့ပြီဖိုးကြီးလည်းအများကြီးတွေ့ဟိုအာရုံ၄ခုလားအာရုံတွေကုန်မှလားကွာကျွန်တော်လုံခြုံမှုတွေရှိတစ်ခုလို့ဒီကျွန်တော်ဒီကျွန်းပေါ်ရှိမြအပင်တွေကုန်ရှင်းလိုက်တာမှာစီကာ3စီပဲရိုက်ဘာကြောင့်လဲ why ပြီးတော့ကျွန်တော်ဒီကျွန်းပေါ်ရှိမြတစ်ပင်တွေကိုလိုက်ပြီးတော့ရှင်းလိုက်တယ်သုံးနေပြီးရတယ်ကြားကြကွာဒိုင်းမွန်ပေးခဲ့နေဆိုရင်ပထမမြင်နိုင်မယ်ဟုတ်ပါရဲ့တော့ဒိုင်းမွန်ပေးခဲ့လေရအောင်လုပ်ပါပါဟိုကျေးဇူးတူပြီးငါ့ကိုမတိုက်ရပါနဲ့ကျွန်တော်တို့ဒီဗီဒီယိုလိုက်ခိုင်းတယ်ဘာလို့ဆိုတော့မသိတဲ့အချိန်မှာခွဲပါနောက်ကလာခွဲမှာကြောင့်โอเค Oh my god sleep นะကျွန်တော်မနေ့ရောက်တော့ stone ကတာတခုလို့ပဲကျွန်တော်တို့အိမ်ဆောက်ဖို့အတွက်လိုတဲ့ပစ္စည်းလိုပါရဲ့ဟာပစ္စည်းမှာချကုန်ပြီးတော့ကျွန်တော် stone bit တွေလုပ်တယ်ပြီးတော့ကျွန်တော်အိမ်ကိုစားဆောက်ပါတော့တယ်ကျွန်တော်ဒါပေမဲ့လိုရတဲ့အကြောင်းရင်းကတော့ဒီအောက်ခင်းထဲလိုက်အောင်လုပ်လို့ကျွန်တော် channel မှာ sci-fi ဘာအရင်နဲ့ပေါ့နော်ပြီးတော့ကျွန်တော် channel ကို subscribe မလုပ်ရသေးရင် subscribe လုပ်ခဲ့ကြပါညပြီမလို့ကျွန်တော်အိပ်ပါအောင်မယ်ကျွန်တော်မှလုပ်ဖို့တဲ့လက်လာကြည့်ပါပါโอเคတော့အိမ်ကတော့အကုန်ပြည့်စုံဆောက်ပြီးပြီပေါ့နော်ဒီအပေါ်တက်လေးပါလောက်ခါပါလေဒါကတော့ TV ပေါ့နော်ချက်တွေထဲမှာတော့ဘာမှမရှိသေးဘူးပြီးတော့မှာတော့ furnace တွေအများကြီးထားကြတယ်
တော့တတိုင်းတွေလို့ဒီမှာတတိုင်းထိုးလို့ဒီပေါ့နော်ဒီကောင်ဘာဟုတ်တာလဲဟာဘယ်လိုပဲပြောကျွန်တော်ကျွန်းကနေကြိုးစွဲနေတယ်ဒီကောင်ကိုအဲ့ရတူလို့ပြောနေမယ်ဒါမဲ့တော့စောက်တဲ့အနေနဲ့သူ့တစ်ချက်ရေးပါလေပြီးတော့ကျွန်တော်အဲ့ရဝင်ပါလေအနေရောက်တဲ့ကျွန်တော်ဒီမှာတိုးတွေကိုလိုက်ပြီးတိုးမွေးခဲ့ပါလေဟယ်လိုတော့နာပါယူပြီးပေါ်ပြန်နေခဲ့ပါလေအဲ့တော့ပြောခဲ့တဲ့အတိုင်းတော့ဒိုင်းမွန်ပြီးခဲ့ရပါပါဒါမှအဲ့လုံးဆောင်ပါကျွန်တော်တော့အနေနဲ့ပြင်းရမှာကောင်းနေလားမသိဘူးဟုတ်ပါရဲ့ကျွန်တော်ဟာတာတိတ်မပြောရသေးဘူးနောက်ဆုံးတော့ကျွန်တော်ရဲ့ black house လို့တော့ခေါ်နေတဲ့အိမ်ကြီးပြီးသွားပါပြီကျွန်တော်ဒီမှာဆက်ပြီးတော့မျိုးစင်းတုံးထပ်ဆောင်ပါပါဒီကတော့ပြီးတော့ပါပြီအမိုးကတော့ကျွန်တော်ဒါမျိုးပဲအမိုးခဲ့ပါတော့ဒီဘက်ချီတာပါပြီညာတော့ဒီရောခံမလို့ဒီရောပိုင်းဝင်ပါပါတော့ငါးလေးလည်းမူထားပါလေဟာပေါ့ခါဆောင်ရေဝင်
ကျွန်တော်ရဲ့ mod file လေးပြီးပါပြီဒီတို့ကြီးကကျွန်တော်ကျွန်မမနေနိုင်ဘူးထောက်ရတယ်ကျွန်တော်နားမှာ3 house တလုံးဆောင်ပါပါကျွန်တော်3 house လေးလည်းပြီးပါပြီဒီနားမှာကျွန်တော်ပါကိုအလားလေးထိတယ်ပေါ့နော်နားတွေ့ပါပါမင်းရောက်တော့လည်းမနားလိုက်ဆက်လို့ပါတယ်နောက်ဆုံးတော့အားလုံးပြီးပါပြီဗျာဟုတ်တယ်ဒီကို subscribe မလုပ်ရသေးရင် subscribe လုပ်ခဲ့ပါဒီလိုကြရင်ကြည့်ကြပါဦးမယ်ဒီဗီဒီယိုကတော့လောက်ပါပဲ